ရွှေမနှစ်ယောက်ဤကံကြမ္မာနဲ့ငွေကြီးမှန်ပါနာဦးလေလေထဲမှာစပားတွေကုန်းစိုက်ပြီးပါပြီလိုရာရှိရင်ထပ်ပြောပါအောင်နော်အေးပါသမီးရဲ့နောက်2ရက်ဆိုသမီးလည်းအိမ်အောင်ကြတော့မယ်ဆိုတော့ရောက်ခမအိမ်မှာမိဖုရားလေးလိုခံစားရပါစေလို့ဦးလေးဆူတောင်းပေးပါ၏သမီးရဲ့ရောက်ခမလည်းတိတ်ချမ်းသာတယ်ဆိုတော့ဘာမှပူကြမလို့တော့ပါဘူးကျေးဇူးတင်ပါဦးလေးရဲ့သမီးအစားအရာရာအဆင်ပြေမယ်ဆိုတာဦးလေးယုံကြည်ပါ၏သမီးကအရန်ကြိုးသားပြီးစူးစမ်းတာလေတကယ်တော့လဲလဲရဲ့ရောက်ခမလောင်တော်ငင်ကသူမကိုသူမတထေးကြီးလိုဟန်ဆောင်ထားတာပါသူမဟာပွဲစားပုံနာကိုပတ်စံပေးပြီးသူမရဲ့ဂုံတရင်ကိုလိမ့်လဲပြောခိုင်းထားပါတယ်အခုရှာပြီးတိုင်းမင်းကလေးကအရန်ကိုလိမ္မာရေးထားရှိပြီးအလုပ်လဲစူးစမ်းပါတယ်ဘာမှအပြစ်ပြောစရာမရှိပါဘူးတကယ်လားရှင်ဝမ်းသာစရာပဲခဏနေရောတော်ငင်ကသူမရဲ့အကြီးဆုံးရွှေမဖြစ်တဲ့ချိုမစီကိုပုံနာအတွက်ကြော့ကြီးသွားတောင်းပါတယ်ချိုမပုံနာကိုပေးဖို့ပတ်စံ9000လောက်ပေးပါအောင်အစိုးရဝန်ထမ်းဖြစ်ပြီးဝင်ငွေရှိတဲ့ရွှေမကြီးချိုမကတော့ချက်ချင်းပဲမျက်နှာပြတ်သွားပါတယ်အမေကလည်းပတ်စံဆိုတာတစ်ပင်ရတီးနေရမဟုတ်ဘူးနော်ရှာရတာအရန်ပင်ပန်းတာဘာလို့ပုံနာကိုအဲ့လောက်အများကြီးပေးမယ်လို့ဂရိပေးခဲ့ရလဲချိုမတော့ရောက်ခမဖြစ်သူမပေးခြင်းနဲ့ထုတ်ပေးလိုက်ပါအကြီးဆုံးရွှေမဖြစ်တဲ့ချိုမရဲ့မျက်နှာကတော့စူပုတ်နေရပေါ့ဒေါ်ငိမ့်ကတော့စိတ်ထဲကနေအခုလိုပဲရေးရွတ်လိုက်ပါဒီချွေးမတော့ပတ်စံပေးရမယ်ဆိုရင်တကယ်ကိုဘလူးမှာပဲအစိုးရဝန်ထမ်းချွေးမတွေတာဒီလောက်မှန်တတ်မယ်မထင်ဘူးခဏနေရောပုံနှောက်ကိုပတ်စံပေးလိုက်ပါဒေါ်ငိမ့်မှာသား2ယောက်ရှိပါအကြီးဆုံးသားကိုမောင်ကပညာတတ်ဖြစ်ပြီးအစိုးရဝန်ထမ်းဖြစ်တဲ့ချိုမနဲ့အိမ်အောင်ကြထားတာပါအငယ်ဆုံးသားလွင်ဦးကတော့ပညာသိမ့်မတတ်တဲ့အတွက်စီးရင်နဲ့ဒေါ်သူမလေးလက်လက်နဲ့လက်ထပ်ဖို့စီစဉ်ထားတာဖြစ်ပါမင်္ဂလာပွဲနေ့မှာအငယ်ဆုံးသားဖြစ်တဲ့လွင်ဦးကိုဒေါ်ငိမ့်ကအခုလိုပြောလိုက်ပါမင်းသာစားတိချသင်ခဲ့မင်းကိုမိမလို့ပညာတတ်ဝင်တဲ့ချွေးမမျိုးငါရမှာပေါ့အခုတော့ဒေါ်သူမလေးနဲ့လက်ထပ်ပေးလိုက်ရပြီတော်ပါတော့မေဟာအကိုဘွားအမကြီးချုံမနေမှာပျော်ရဲ့လားဆိုတာအမေလည်းသိရပဲအမကြီးတို့မိမမျိုးနဲ့လက်ထပ်ရမှာထက်လူပြိုကြီးပဲလုံနေလိုက်ပါမယ်လက်လက်ရကျွန်တော်အတွက်အကောင်းဆုံးလက်ထွဲပေါ်ပါဗျာမင်္ဂလာဆောင်ရောက်တဲ့အခါရွှေမကြီးချုံမကရိုင်းဆိုင်စွာနဲ့လောင်ပြောင်ပါတော့တယ်အိုးဖျားတကေဒီလိုအစ်စ်မရှိတဲ့မင်္ဂလာဆောင်မျိုးတခါမှမမြင်ဘူးအရန်ပူတာပဲအဲကွန်းလည်းမရှိဘူးကျမအဲကွန်းထဲမှာနေတတ်တာသိရတာနဲ့တော်တော်ကြီးကျယ်ရပဲအင်းမော်လေးသူကအိမ်မှာဝင်ငွေအကောင်းဆုံးဖြစ်နေရအောင်ချိုမဟာသူမရဲ့ကုံပြဖို့အတွက်မင်္ဂလာပွဲမှာမနေပဲကားထဲမှာပဲသွားထိုင်နေပါတော့တယ်မင်္ဂလာပွဲအပြီးလဲလဲရအိမ်ရောက်လာတဲ့အခါရောက်ခမချွေးမအစ်စ်ကိုကြိုးဆိုဖို့ချိုမကိုခေါ်လိုက်ပါသမီးလေးရှော့ချွေးမလေးလဲလဲကိုကြိုးဆိုလိုက်ပါအောင်ကွယ်ကျမဒီတော့သူမှာကြိုးဆိုရမှာလားကျမရုံးမှာဆိုရင်ရုံးတရားအစားအဆောင်တွေအထိကျမအလေးပြုတာနော်ဒီမိန်းမတော့အယိုသိမပေးနိုင်ပါဘူးချိုမအရန်ကိုခွဲခြားဆက်ဆံတတ်ပါအခုလည်းညှို့ဆူပြီးတော့လက်လက်ကိုကြိုးဆိုလိုက်ပါနောက်တစ်နေ့မှာတော့ထုံးစံအတိုင်းလဲလဲရပထမဆုံးမိဖို့ကြောင့်ဝင်ပြီးချက်ပြုတ်ပါအနုပူနာမဲတော်ကြီးရဲ့ကျမချက်တဲ့ဟင်းတွေအားလုံးအတွက်အရသာရှိပါစေအဲ့ဒီချိန်မှာချိုမကမိဖို့ကန်းနဲ့ဝင်လာပြီးအခုလိုပြောလိုက်ပါOh my god နင်တို့လိုစာမတက်တဲ့မိန်းကလေးတွေကတော့တသက်လုံးအိမ်လုပ်တွေနဲ့ပဲအချိန်ကုန်နေကြပြီနောက်ဆုံးတော့နင်တို့ရဲ့တန်ဖိုးက3ညပဲဖြစ်ကြံခဲ့မှာအမကြီးရဲ့အမျိုးသမီးတယောက်အတွက်အိမ်အောင်ရှင်မတောင်းဝင်ကြည်တာလည်းအလုပ်တစ်ခုပါပဲမိသားစုကံကကျွေးမွေးရတာကိုပျော်တဲ့သူရှိသလိုအပြင်မှာအလုပ်လုပ်ရတာကိုပျော်တဲ့သူလည်းရှိရပဲလေအမကြီးကအပြင်လုပ်ကိုလုပ်ပါကျမတော့အိမ်လုံးနဲ့တင်ပျော်ပါတယ်အင်းလေနင်ကအခုလိုအိမ်မှုကိစ္စတွေအကုန်လုံးရအောင်လည်းပဲထိုက်တန်ပါတယ်ငါလည်းနေဘယ်လောက်ထိလုံနိုင်မလဲဆိုတာစောင့်ကြည့်ရမယ်လဲလဲရဲ့စကားတချို့ကချိုမကိုဒေါသထွက်သွားစီပါတယ်ဒါကြောင့်သူမဟာလဲလဲကိုဒုက္ခပေးဖို့အကွက်ချပါတော့တယ်တမနက်မှာတော့မီးပုံပေါ်ကနှုတ်အိုးချန်ချနေအောင်မြင်ချင်းမှာချိုမအော်ဟစ်ပြီးရောက်ခမကိုတိုင်ပါတော့တယ်အမေလာကြည့်ပါဦးအမေရဲ့ချွေးမတစ်ကပစ္စည်းတွေဘလို့ဖြုံးတီးနေတယ်လဲဆိုတာဒီလိုဒါဆိုအိမ်စိတ်တွေဘလောက်ကုန်မလဲကျမတော့ဒီနွေရာသီမှာပင်ပန်းရှာနေရတာသူကတော့အလက်ကားရတယ်လို့ဖြုံးနေရပဲအမေမြန်လာကြည့်ပါဦးအိုးဒါကဘလို့ဖြစ်ညာလဲလက်လက်နင်ကဘယ်ကိုရောက်နေရလဲဒီလိုလာပါအောင်လက်လက်နေတာဘာလုပ်တာလဲချိုမကဒီပူအိုက်တဲ့ရာသီမှာရွှေတွံအောင်ရှာနေရနေရတော့ဒါကိုတန်မိုးမထောက်လားချိုမအခွင့်ကောင်းယူပြီးထပ်ပြောလိုက်ပါအမေကျမဒီလူတွေနဲ့အတူမနေနိုင်သူကအခုကိုဝင်ရှိနေပြီဆိုတော့သူတို့မိသားစုအတွက်ကျမပဲလှုပ်ကြွေးနေရမှာလားကျမရှာရဲ့ပတ်စံတွေသူတို့အတွက်အကုန်မခံနိုင်သူတို့ဘာသာသူတို့တခြားမှာသွားနေခိုင်းလိုက်အမကြီးမှာအလုပ်ရှိအောင်အကြောင်းပြပြီးဒီလောက်နှိမ်မပြောပါနဲ့ကျွန်တော်မိမတနေ့ကုန်အိမ်အလုပ်တွေလုပ်အမကြီးအတွက်ထမင်းချက်အဝိရှော်ပေးနေရတွေကိုလည်းထဲ့တွအောင်လေကဲလဲတို့သွားကြစို့
ကို့ကိုတန်မိုးမထိုက်နေရမှာမနေရအကောင်းဆုံးပဲအေးသွားကြပေါ့အပြင်မှာဒီလောက်အိုက်နေရလမ်းမေးမှာဒုက္ခရောက်တော့မှငါ့စီကိုပြန်လာပြီးအတနာမခံနဲ့နင်တို့ဘသူကတပြားတစ်ချက်ပေးမလဲဆိုတာငါကြည့်ရုံပဲငါရှိလို့သာနင်တို့ထမင်းဝနေရအဲ့လိုနဲ့ຫນွေဦးတို့ဇနီးမောင်နှံဟာအထုပ်ပိုးလေးတွေကိုကြည့်နဲ့ပူပြင်းလာရဲ့ຫນွေနေရအောက်မှာအိမ်ကနေထွက်လာခဲ့ကြပါလမ်းမှာလွေဦးကပင်ပန်းလွတ်လွတ်ညီးတွားတဲ့အခါကိုဝင်ဆောင်ထားရတဲ့လက်လက်ရခင်မုံကိုပြန်ပြီးအားပေးရှာပါကျမအဆင်ပြေပါတယ်ကျမတို့ရွာကိုပဲပြန်ကြရအောင်ကျမပညာမတတ်ပေမဲ့လဲလုတ်တက်တယ်လေကျိုးတွေအလုံးလုံးရင်ငတ်မသိနိုင်ပါဘူးရွာရောက်တဲ့အခါကိုဝင်အရင်မှနဲ့လဲလဲဟာပူပြင်းလာတဲ့နေရအောက်မှာလဲကွင်းနဲ့ဆင်းပြီးအလုံးလုံးပါအောင်လဲပိုင်ရှင်ဦးလေးကြီးကတနာလို့ငွေကြိုထုတ်ပြီးမယ်ပြောပေမဲ့လဲလဲရညင်းလိုက်ပါသမီးငွေကြိုယူထားတယ်မလားနေပူပူကြီးထဲမှာပင်ပန်းရော့ပေါ့အနားယူပြီးလုံနော်မယူပြစီနဲ့ဦးလေးရဲ့သူများစီကအကူကြီးယူရမှာကျမကြောက်နေပြီကိုလိုအားနဲ့ရတဲ့ထမင်းတလုတ်ကိုပဲစားပါမယ်ကျမရဲ့ကလေးလေးအတွက်အနာဂတ်ကကျမကြိုးစားရမှာပေါ့တစ်ဖက်မှာတော့ရွှေမာရဲ့ချိုမာကတော့ရုံးခအဲကွန်ခန်းထဲမှာတတောင်တတထိုင်ရင်ရဲမောနေပါဘဝကိုပျော်ပျော်နေတတ်ဘဝငါ့စီမှာလာသိအလောက်လည်းရှိအေးစစ်စစ်လဲနေရဒါမှတကယ်ဘဝပေါ့ရုံးမြန်းနေမှာချိုမာဟာသူမရဲ့ယာတူကိုအသုံးပြုပြီးအောက်လက်ငယ်သားတွေကိုနှိပ်စက်နေပါကျွန်တော်ထမင်းခဏစားလာအောင်မယ်နော်နေရငါ့ကိုဘယ်ချိန်မှထမင်းစားရမယ်လို့လာပြောရဲတယ်ပေါ့နောက်တစ်ခါဆိုရင်အလုတ်ကထွက်ဖို့တာပြင်ထားတော့ကောင်းပါပြီနောက်ဆိုသတိထားပါအလုတ်ကိုပဲအရင်ပြီးအောင်လုပ်ရမယ်ကြားရဲ့လားဟုတ်ကဲ့ပါကောင်းပါပြီချိုမာရှုံးထဲမှာသူ့ယာတူကိုအသုံးချပြီးတော့အမြဲလိုစူပူပြောဆိုလေးရှိပါတစ်ဖက်မှာတော့လဲလဲဟာပူပြင်းလာတဲ့နေရာအောက်မှာအလုံးလုံးပြီးနောက်ရှိရဲ့ထမင်းချမ်းနဲ့တစ်သွန်ဒီလေးကိုပဲအားရပါရစားနေရှာပါဒီထမင်းကနေပူထဲမှာမို့နည်းနည်းနန်းချင်နေပြီဒါပေမဲ့ဒီပင်မန်းနဲ့တိုက်ပွဲကြမှာဒါဟာငါ့အတွက်တန်မိုးရှိရဲ့အစားပဲလဲလဲတို့ဇနီးမောင်နှံဟာယူသားကြိုးသားကြလို့လဲပိုင်းရှင်တွေကသူတို့ကိုပဲယုံကြည်ပြီးအလုပ်တွေအလာကြပါဒါပေမဲ့မြို့ပွားချိုမာကတော့မောက်မာလွန်လို့ရုံးမာရောအိမ်မှာပါနမဲပြက်နေပါတညမှာတော့ချိုမာဟာအရက်မိုးပြီးအိမ်ကိုပြန်ရောက်လာပါ။အိုးသမီးရွှေမာကြီးအခုထိရောက်မလာသေးပါလား။နှစ်ပတ်လောက်တောက်လိုက်တာကဘာကြီးတော့ချက်ချလဲနေပြီ။ချိုမာနေရက်တွေတောက်လာရပေါ့။မနှက်ပြန်စားပြီးနေအလုပ်ကိုရက်လိုက်တော့။ရှင်းရပါမို့လို့လဲရှင်းလာစား1000ပဲရှိရ။ကျမတစ်လ9000ရှာနိုင်တာနော်။အဲဒီပတ်စံကြောင့်ပဲရှင်းမရကျမနောက်မှာတကောက်လိုက်နေရလေ။ဒီစကားရောက်ခမတော်ငိမ့်ရဲ့ချင်းကိုဓာတ်နဲ့မှုတ်လိုက်တယ်လို့ခံစားလိုက်ရပါတော့တယ်။ငါ့အပေါ်မှာနင်းဒီလိုသဘောထားမျိုးရှိနေရလား။နင်းရဲ့ယာတူနဲ့ပတ်စံဒီလောက်တောင်မှန်တက်နေရလား။ငါရဲ့ရိုးသားရွှေးမလေးကိုအိမ်ကနှင်ထုတ်ခဲ့မိရငါတကယ်မှားသွားပြီ။ချိုမဆက်ပြီးရီးတဲ့ပြောနေရုံမှာပဲဒေါ်ငိမ့်ရဒေါသတကြီးနဲ့ချိုမပါတစ်ချက်ရိုက်ချလိုက်ပါတော့တယ်။ဒေါ်ငိမ့်ရိုက်ချက်ကြောင့်ချိုမအမိုးတွေပါပြေးသွားပြီးထိတ်လန့်သွားပါထွက်သွားနင်းရဲ့အလုံးနဲ့ပတ်စံတွေငါမလို့ချင်ငါအိမ်ကိုဖျက်ဆီးနေရဲ့နဲ့ဒီအရက်အခုချက်ချင်းထွက်သွားတော့ဒီရောမှချိုမဟာကြောင်းလန့်တကြားနဲ့ဒူးထောက်တောင်းပန်ပါတော့တယ်တောင်းပန်ပါအမေရဲ့ကျမမှားသွားပါပြီဒီတစ်ခါတော့ခွင့်လွှတ်ပေးပါအောင်ကိုမောင်ကျမတစ်ခါတော့ပဲအခွင့်အရေးပေးပါနော်ဒေါ်ငိမ့်ဟာမိသားစုပြုတ်ကွဲမှာဆိုတာကြောင့်ချိုမအောင်နောက်ဆုံးတစ်ချိန်ခွင့်လွှတ်ပေးပြီးရွာမှာပင်ပန်းနေရဲ့လဲလဲတို့ဇနီးမောင်နှံကိုလည်းတွားရောက်ခေါ်ယူခဲ့ပါလဲလဲအိမ်ပြန်ရောက်လာတဲ့အခါမှာတော့ဒေါ်ငိမ့်ကနွေ့နွေ့ထွေးကြိုးဆိုပါလာပါသမီးအိမ်ထဲကိုဝင်ခဲ့ပါဒါဟာသမီးရဲ့အိမ်ပဲအမေကိုခွင့်လွှတ်ပါနော်နောက်ပြီးတော့မှသမီးကိုအဝေးကိုအရောက်မခံတော့ဘူးလဲလဲကလည်းရောက်ခမောက်ဖတ်ပြီးဝမ်းသာမျက်ရည်တွေနဲ့ပြန်လည်ဆုံစည်းခဲ့ကြပါအဆုံးမှာတော့ချိုမာဟာသူမရဲ့မောက်မာမှုတွေစွန့်လွတ်ပြီးလဲလဲနဲ့အတူမိသားစုတာဝန်တွေကိုတက်ညီလက်ညီထမ်းဆောင်ကြပါတော့တယ်ဒေါ်ငိမ့်ကလည်းချွေးမနှစ်ယောက်လုံးကိုခွဲခြားမှုမရှိဘဲတန်းတူညီမျှချစ်ခင်ယုံကြည်သွားပါတော့တယ်အရန်ပြင်းတဲ့ချွေးမ3ယောက်နဲ့ရှောင်းမအကိုညီမအစင်သေးလှုပ်ထားပြီးပါပြီအထဲဝင်လာပြီးအေးအေးဆေးဆေးနားလိုက်ပါငါညီမလေးကအရန်အလိုက်တည်ရပဲရော့ဒီမှာညီမလေးအတွက်မဟုတ်ဘူးယူလိုက်နော်အကိုရဲ့ဒီနေ့ကအကိုမင်္ဂလာဆောင်တာလေပေးချင်ပေးညီမကတော့ပေးရမှာအကိုခင်ခင်ကိုအိမ်ထဲခေါ်လာပါအကိုခင်ခင်ကိုအိမ်ထဲခေါ်လာပါအကိုတို့ခဏနားနေလိုက်ညီမလေးစားတော့ဖို့တခုခုပြင်ဆင်ထားလိုက်မယ်ညီမလေးရမ်းပင်ပန်းနေပြီခဏလောက်နားလိုက်ပါအောင်အကိုစုလာအောင်ခေါ်ပြီးစားတော့ဖို့အတွက်ပြင်ဆင်ခိုင်းထားလိုက်မယ်ရှမုံခဏလာပါအောင်ရပါရီကိုထားလိုက်ပါသူတို့လည်းအရန်အောင်ပင်ပန်းနေကြပါပြီသူတို့အိပ်ပျော်နေကြတဲ့ထင်နေအိမ်လုတ်တွေမှန်သမျှညီမလေးတယောက်တည်းလုံနေရမဖြစ်သေးဘူးရတယ်ကိုအခုရေးသွားချိုးလိုက်မယ်နော်ညီမအကိုတို့အတွက်ပြင်ဆင်ထားလိုက်မယ်
ဒီမှာအချိန်ဖြုံးမနေပါနဲ့ခင်ခင်ကိုအခန်းထဲခေါ်သွားလိုက်ပါကိုခင်လည်းဘာမှဆက်မပြောတော့ပါဘူးနန္ဒာရဲ့အတင်းတိုက်တွန်းမှုကြောင့်ခင်ခင်ကိုအိမ်ထဲခေါ်သွားလိုက်ပါနန္ဒာသူတယောက်တည်းအိမ်မှုကိစ္စတွေအကုန်လုံးနေရပါအခုချိန်ထိမနာရသေးသလိုဘာမှမစားရသေးပါဘူးခဏကြာတော့နန္ဒာအားလုံးစားတော့ဖို့အတွက်ပြင်ဆင်ပြီးလိုက်ပါအဲ့လိုနဲ့အချိန်တွေကတဖြည်းဖြည်းကုန်ဆုံးလာခဲ့ပါဟာအရန်ကိုအိပ်ပျော်သွားတာပဲဘယ်ချိန်ရှိပြီလဲမသိနန္ဒာကြီးကျေးဇူးပြုပြီးတော့ငါတို့လက်ဖက်ဖြော်ပေးပါအောင်နန္ဒာကြီးငါလည်းလက်ဖက်တောက်ချင်နေရဲ့အစာပြေလေးစားရအောင်ပါတခုခုလှုပ်ထားပြီနော်မမြင်အောင်လက်ဖက်တောက်မယ်ဆိုတော့တခါရေးဖြော်လိုက်နော်နန္ဒာတအိမ်လုံးစာအလုပ်တွေအားလုံးလှုပ်ထားလိုက်ပြီးခဏအနားယူမလို့လှုပ်လိုက်တာမမြင်နဲ့ရမုံတို့ကသူ့ကိုလက်ဖက်ယူလာခိုင်းနေပါနန္ဒာအရန်ကိုပင်ပန်းနေပြီဖြစ်ပေမဲ့ဘာမှမပြောတော့ပါမီးဖို့ကန်းတဲ့ကိုလက်ဖက်ဖြော်ဖို့ဝင်သွားလိုက်ပါတကယ်တော့နန္ဒာရွှေမ300လောက်ရမယ်အိမ်လုပ်တွေသူတယောက်တည်းလုပ်နေရပါရွှေမ300စလုံးကအရန်ကိုပြင်းကြသလိုအိမ်မှုကိစ္စတွေမှန်သမျှဘာမှမလုပ်တတ်ကြပဲနန္ဒာကသာအားကိုကြရပါနန္ဒာကတော့အိမ်လုပ်တွေမှန်သမျှမငြီးမညူလုပ်ပေးသလိုအားလုံးအပေါ်မှာလည်းတလီတစားနဲ့ဆက်ဆံပါအကြီးဆုံးရွှေမဖြစ်တဲ့မမြင့်ကလည်းနန္ဒာကိုအမိတ်ပေးပြီးတော့ခိုင်းစီတက်ပါနန္ဒာလည်းအဲ့ဒီအပေါ်မှာဘယ်တော့မှမငြီးညူခဲ့ပါအခုလည်းခင်ခင်ကနန္ဒာတို့ရဲ့အိမ်ကိုရောက်လာပြီဖြစ်တာကြောင့်နန္ဒာလည်းရွှေမ300ကြားမှာအလုပ်တွေတော်တော်လေးရှုံနေပါအဲ့လိုနဲ့အချိန်ကြီးကတဖြည်းဖြည်းကုန်ဆုံးလာခဲ့ပါညီမလေးနန္ဒာအမညီမလေးကိုအိပ်ပျော်နေရလို့ထင်နေရဒါနဲ့လက်ဖက်ရည်တောက်ပြီးပြီလားဒီချိန်ညီမလက်ဖက်ရည်တောက်လို့မရှိပါဘူးခုနရှော့ကြရီများနေလို့ရေချိုးခန်းထဲကိုရောက်နေရပါညီမလေးလက်ဖက်ရည်တောက်ချင်ပြောလေအမဖြော်ပေးလိုက်မယ်နေ့တိုင်းညီမလေးဖြော်ပြီးရဲ့လက်ဖက်ရည်ပဲတောက်နေရတာရပါအမရဲ့အမအခန်းထဲကိုသွားပြီးအနားယူလိုက်ပါဒီချိန်ကညီမလေးချက်ပြုတ်ရမယ့်ချိန်ပဲညီမလေးချက်ပြုတ်မှလားအမလည်းစားတော့ဖွယ်ရည်တိတ်မချက်ပြုတ်တတ်ဘူးအားနာလိုက်တာညီမလေးရဲ့ဒါပေမဲ့အကူညီလို့ရင်ပြောနော်အမလာကူပေးပါမယ်ရပါအမအိမ်ရလူတွေအားလုံးကလည်းညီမချက်ပြုတ်တာပဲသဘောကျကြတယ်တခြားသူတွေချက်ပြုတ်ပြင်ဆင်ပေးရဆိုကောင်းကောင်းမစားချင်ကြအောင်နန္ဒာကအိမ်လုပ်တွေအကုန်ပြောကြမလို့အောင်ကိုလှုပ်တတ်ပိုင်းနန္ဒာအိမ်မှာဆိုရင်မရှိမဖြစ်ဆိုသလိုပါပဲဒါကြောင့်လည်းနန္ဒာကိုအိမ်မှုကိစ္စတွေနဲ့ပတ်သက်လာရင်အားလုံးကအားကိုးနေကြပိုင်းအချိန်ကတဖြည်းဖြည်းကုန်ဆုံးလာနေပိုင်းအမေသမီးလည်းချက်ပြုတ်တက်လာအောင်ကြိုးစားနေပါရဲ့နောက်တော့အားလုံးအဆင်ပြေလာမှာပါဟုတ်ပါရဲ့မေသမီးတို့လည်းနန္ဒာကိုကုလုပ်ပြီးနေပါရဲ့ဘာမှစိတ်မပူပါနဲ့သမီးတို့နှစ်ယောက်နန္ဒာကိုကုလုပ်ပေးရမယ်သူတယောက်တည်းအိမ်လုပ်တွေအကုန်လုပ်ပြီးနေရရဲ့တဲ့ကိုခင်ကငါ့ကိုပြောပြပြီးပြီဒီလိုမဟုတ်ပါဘူးမေရဲ့သမီးတို့လည်းအလကားမနေပါဘူးနန္ဒာအိမ်မှာမရှိရင်အိမ်လုပ်တွေမှန်တမျှဝိုင်းလုပ်ပြီးနေပါရဲ့သမီးတို့အမေအားရင်အားတလို့ချက်ပြုတ်တာတင်ပေးမယ်သမီးတို့နန္ဒာစီမှာလည်းသူဘလို့ချက်ပြုတ်လဲဆိုတော့လေ့လာကြပါဒေါ်မာလာကတော့အိမ်လုပ်တွေဘာမှမလုပ်တတ်တဲ့သူ့ချွေးမ300ကိုကြည့်ကသဘောမကျတော့ပါဘူးဒါကြောင့်နန္ဒာစီမှာအိမ်လုပ်တွေလုပ်တတ်အောင်သင်ယူဖို့စုပူပြီးပြောဆိုနေပါခဏကြာတော့နန္ဒာကအခန်းထဲကိုဝင်လာပါနန္ဒာကအမေဖြစ်သူစိတ်ဆိုးနေရတွေ့ရောဝင်ပြီးတော့ဖြန့်ပြေးပေးလိုက်ပါချွေးမ300စလုံးကအိမ်လုပ်တွေလုပ်တတ်အောင်တခါမှမသင်ယူခဲ့ဘူးပါတနေ့မှာတော့ကိုအောင်နိုင်ကအာလူးပူရီကိုအာပါတရဆိုင်နန္ဒာကိုချီကျူးပြောဆိုလိုက်ပါအိုးနန္ဒာမင်းလုပ်ထားတဲ့အာလူးပူရီကအရန်ကိုစားလို့ကောင်းတာပဲဒီလောက်ရတာရှိတာမျိုးဘယ်မှမစားဘူးခဲ့ဘူးအော်ကိုရဲ့ခါတိုင်းလေးညီမလေးလုပ်တာပဲစားနေကြပဲဟာအခုမှချီကျူးနေပြန်ပြီဒါတော့မှညီမလေးကအကူတို့အချိန်မီစားရအောင်ဆိုပြီးအမြန်လုပ်ထားတာဒီနေ့လည်းအိမ်မှာလုပ်စရာတွေများတယ်လေဒါပေမဲ့အခုတော့အားလုံးပြီးသွားပါပြီညီမလေးလည်းအရန်ပင်ပန်းနေပြီကုဂူးဆိုင်နော်ရှော့ဒီမှာမဖိုးယူလိုက်နော်နန္ဒာကိုအားလုံးကချစ်ကြပါအခုလည်းနန္ဒာကိုအကူဖြစ်သူတွေကမုတ်ဖိုးတွေဝိုင်းပေးကြပါနန္ဒာကိုအခုလိုမုတ်ဖိုးတွေဝိုင်းပေးနေကြတာကိုတွေ့လိုက်ရတော့ကျန်တဲ့ရွှေမ300စလုံးကနန္ဒာအပေါ်မနာလိုဖြစ်သွားကြပါနောက်တစ်နေ့မှာတော့မမြင့်နဲ့ရမုံတို့ကနန္ဒာရဲ့အကြောင်းတွေကိုအခန်းထဲမှာပြောဆိုနေကြပါခဏနေရောခင်ရပါသူတို့နှစ်ယောက်ရှိနေတဲ့အခန်းထဲကိုရောက်လာပါအမတို့ဘသူ့အကြောင်းတွေပြောနေကြလေ။အော်ခင်လာလေဘာရေလို့မဟုတ်ပါဘူးနန္ဒာအကြောင်းပြောနေရပါအခုဆိုသူကအိမ်မှာအရန်အရေးပေးခံနေရတယ်ဟုတ်တယ်နန္ဒာလိုအပ်တာတွေတက်အလုပ်တွေအရန်လုပ်နေရတော့အားလုံးကသူ့အရေးဆိုင်ကြရလေ။အော်ဒါလားကောင်းပါရဲ့ညီမတို့ကလည်းသူ့လိုအိမ်မှုကိစ္စတွေကျွမ်းကျင်အောင်မလုပ်တတ်ကြတာငါတို့ခုလိုပြောနေလို့အထင်မလွဲပါနဲ့သူဒီလိုလုပ်တာကောင်းပါတယ်သူကရုပ်ရည်လဲလာတယ်အိမ်မှုကိစ္စတွေလည်းနိုင်နေတယ်ငါတို့လည်းအိမ်မှုကိစ္စတွေကောင်းကောင်းသင်ယူခဲ့မယ်ဆိုရင်အရေးပေးတာကိုခံရမှာပဲဒါအမှန်ပဲငါတို့ကအခုဒီကိုရောက်လာပြီမဲ့တခါမှမျက်နှာသာမရအောင်နန္ဒာကပဲငါတို့အားလုံးရဲ့အရှိမမဟုတ်ဘူးခဏရနေရရုပ်ရည်ကဒီလောက်အရေးမကြည့်ပါဘူးအိမ်လုပ်တွေမှန်သမျှတက်ထားတင်နေ
အခုငါတို့တောင်ယောက်ကိုရောက်ခမသိတ်ကြည့်လို့မရတော့ဒီကိုရောက်လာပြီးမှပျော်တယ်လို့မခံစားရတော့တာငါတို့တစ်ခုခုလုံးမရမယ်ငါတို့အားလုံးအိမ်မှုကိစ္စတွေကိုအာရုံစိုက်ပြီးတင်ယူကြရင်ရောငါတို့ခင်မွန်တွေအလောက်ကနေပြန်ရောက်လာနေမိဖို့ကြောင့်လည်းမြင်မြန်သွားရမယ်ဒီလိုဆိုရင်အားလုံးကပြောကြလိမ့်မယ်ကဲခင်မင်းငါတို့ပြောတာကိုနားလည်ပြီလားငါတို့အခုအစပြီးကိုပြင်ဆင်ကြမယ်ညီမနားလေသွားပါပြီကောင်းပြီငါတို့ပြောထားသလိုဆက်လုပ်ကြပေါ့အဲ့နောက်မှာတော့သူတို့၃ယောက်ကကို့အခန်းကိုသွားလိုက်ကြပါအဲ့လိုနဲ့အချိန်ကြီးကတဖြည်းဖြည်းကုံဆုံးလာခဲ့ပါငါတို့ဒီနေ့ဘာချက်ပြုတ်ကြမလဲခဏနေရင်သူတို့အားလုံးအလောက်ကနေပြန်ရောက်လာကြတော့မှအခုဒီအစင်သိမဖြစ်သေးဘူးအမရဲ့မကျွမ်းကျင်မဲ့ချက်ပြုတ်ရင်အချိန်လဲကြာသလိုစားလို့လဲကောင်းမှာမဟုတ်ဘူးဒါပေမဲ့လောလောဆယ်တော့လွယ်ကူတာလေးပဲလုပ်ကြမယ်လေရရလေဒီလိုပဲလုပ်လိုက်ကြပေါ့ခဏနေရောကိုခင်တို့လည်းအိမ်ကိုပြန်ရောက်လာကြပါသူတို့နဲ့အတူတူမင်္ဂလာကိစ္စကန်လန်ထားတဲ့ကိုညီညီလည်းမိဘတွေနဲ့အတူတူရောက်လာပါအခုလိုမင်္ဂလာပွဲလေးဖြစ်မြောက်လာတော့မှဆိုတော့အရန်ကိုဝမ်းသာတာပဲဟုတ်ပါတယ်ကျွန်တော်တို့မှလည်းဒီညီမလေးတယောက်ပဲရှိရပါနန္ဒာလှပသလိုအိမ်မှုကိစ္စတွေလည်းကျွမ်းကျင်ပါတယ်အကူကန်ကောင်းပါတယ်အားလုံးကလည်းပျော်ရွှင်နေကြမှာပါညီမလေးနန္ဒာရောက်လာပါပြီနန္ဒာလှပသလိုကိုကျင့်တရားကောင်းပြီးချက်ပြုတ်တာလည်းအရန်ကောင်းပါတယ်အော်ဟုတ်ကဲ့ပါခင်ဗျသူကတကယ်တော့လှပပါတယ်အပြစ်ပြောစရာမရှိပါဘူးနန္ဒာသူ့ကိုတိချကြည့်စမ်းသူကအင်ဂျင်နီယာတယောက်လေနန္ဒာကလည်းကိုညီညိုကြည့်ကသဘောကျသွားပါတယ်မကြမီမှာမင်္ဂလာပွဲလေးဖြစ်လာတော့မှာပါနန္ဒာညီမလေးအတွက်ဂုဏ်ယူပါတယ်ညီမလေးတို့နှစ်ယောက်ကအရန်ကိုလိုက်ဖက်ပါတယ်အခုဆိုရင်နန္ဒာကမကြမီမှာသူတို့သမီးဖြစ်လာတော့မှာဖြစ်ပါတယ်သူကတော့သူတို့သားရဲ့အိမ်မှာလိုက်နေရတော့မှာပါနန္ဒာမရှိတော့ရင်ရွှေမ၃ယောက်စလုံးကနန္ဒာရဲ့ကိုစားအိမ်မှုကိစ္စတွေကိုအကုန်လုံးရတော့မှာဖြစ်ပါတယ်ဒါကသူတို့အတွက်ခက်ခဲပေမဲ့တာဝန်ကျေပွန်တော့စူးစမ်းရတော့မှာပဲဖြစ်ပါတယ်အိမ်မက်တွေအကောင့်ထဲပေါ်လိုက်တဲ့ချွေးမလေးအိုးသမီးလေးဒီနေ့စာတဏီကောင်လုံးနေပါလားဗိုက်စာနေပြီလားသမီးလေးခဏလောက်နားယူပါအောင်ရပါမေသမီးအဆင်ပြေပါတယ်ဖက်စာနဲ့ပြီးအောင်ပဲဖက်လိုက်တော့မယ်ကောင်းပြီသမီးပြီးရင်တခါရေးစားလိုက်နော်မိဒီမှာအစင်သစ်ဖြစ်နေပြီသမီးအဖေလည်းအလုပ်ကနေပြန်လာတော့မယ်ဟုတ်ကဲ့ပါမေဒါနဲ့သမီးတစ်ခုမေးစရာရှိရယ်ဘာအောင်မေးမှလဲသမီးလေးမမငငယ်ကကျောင်းဘက်နဲ့တန်းထီနေခဲ့ရလေမေလားရွာမှာဆိုတော့9တန်းအထိပဲပညာသင်ကြားခဲ့ရတယ်အမေတို့ရွာမှာကျောင်းတစ်ကျောင်းပဲရှိရလေဒါပေမဲ့အမေမှာအဲ့ဒီတော့ကဆိုအိမ်မှုကိစ္စရနဲ့စာဖတ်ချိန်တော့မရှိပါဘူးအိမ်လုပ်တွေတာဝန်ယူရင်ကြီးပြင်းလာရတာလေပြီးတော့အမေကသမီးရဲ့အဖေနဲ့လက်ထပ်ခဲ့တယ်အမေအတွက်တော့အမြဲလိုမိဖို့ကြောင့်မှပဲအချိန်ကုန်နေရများပါတယ်သမီးဖေဖေရဲ့အကြောင်းလည်းသိကျင်တယ်ဖေဖေရောကျောင်းဘက်နဲ့တန်းထီတက်ခဲ့ရလေသမီးရဲ့ဖေဖေကအမေတက်ပိုးကန်ကောင်းပါတယ်သူကစတော်တယ်10တန်းထိပညာသင်ယူခဲ့ရတယ်စွရီကသူသိကျင်တာတွေအမေဖြစ်သူမေးပါတယ်ဒေါခင်ထားကလည်းသမီးဖြစ်သူသိကျင်တာတွေမှန်သမျှအကုန်ပြန်ဖြေပြီးပါတယ်ခဏနေရောဦးမြင့်လည်းအလုပ်ထဲကနေအိမ်ကိုပြန်ရောက်လာခဲ့ပါတယ်ဦးမြင့်ကသူ့အလုပ်ပြီးရနဲ့အိမ်ကိုတန်းပြန်လာလေးရှိပါတယ်အိုးသမီးလေးအခုထိစားလုပ်နေရလားသမီးလေးကဘဲချိန်ကြီးစားပဲဖတ်နေရပဲသမီးစားလုပ်တာအကုန်ပြီးတော့မှာပါဖေဖေဆော့ဆော့ကမမေနဲ့အတူတူစကားပြောနေရပါကောင်းပြီသမီးလေးမိမကြီးငါအတွက်စားစရာတစ်ခုလုပ်ပါဦးငါပိုင်ရမ်းစားနေပြီကောင်းပြီယောက်ျားခဏပဲဆောင်ပြီးတော့မှာပါသမီးခုသမီးဖေအစာပြေစားဖို့ရိုတီပြင်ဆင်ပေးလိုက်ပါအောင်ကောင်းပါပြီမေစွရီကစာရန်စူးစမ်းသလိုဖြက်လက်ပြီးထက်မြက်သူလည်းဖြစ်ပါတယ်ဦးမြင့်တို့မိသားစုကစင်းရဲကြပါတယ်စင်းရဲနွမ်းပါပေမဲ့သမီးလေးကိုကြားရအောင်ထားပြီးပညာသင်ကြားပေးခဲ့ပါတယ်ဦးမြင့်ကလဲသမားတစ်ယောက်ပါလဲရစိုက်ပျိုးပြီးတော့မိသားစုရှောက်ဖွေကျွေးမွေးခဲ့ပါတယ်သူတို့လင်မယားနှစ်ယောက်စလုံးကတော့ပညာတတ်တွေမဟုတ်ကြပါဘူးဒါပေမဲ့သမီးလေးကိုတော့ပညာရေးမှာထူးချွန်စေခြင်းကြပါတယ်စွရီကလည်းပညာရေးဘက်မှာအရန်ကိုကြိုးစားပါတယ်သူမကအချိန်တိုင်းစာရီကိုကြက်မှတ်နေလေးရှိပါတယ်လာအနေငယ်ကြလာတော့စာမေးပွဲကြီးရလဲနီးလာပြီဖြစ်ပါတယ်သမီးကြီးကျောင်းသွားချိန်ရောက်ပြီးမြန်လို့တော့နော်တော်ကြသမီးကျောင်းနောက်ကျနေအောင်မေအဖေဖြစ်သူရဲ့တတိပေးစကားကိုကြားရတော့စွရီလည်းအခန်းထဲကနေအပြင်ထွက်လာခဲ့ပါတယ်အဖေသမီးပြင်ပြီးပါပြီသမီးရောစာမေးပွဲအတွက်အဆင်သင့်ဖြစ်နေပြီဒါပေမဲ့စိတ်လဲလှုပ်ရှားနေဟာသမီးကအမြဲကြောင်းတက်မှန်ပြီးစာရီလိုက်လို့တော့သမီးပဲပထမရမယ်ဆိုတာအဖေယုံကြည်သမီးလေးကစာရီအရန်စူးစမ်းတာအဖေတို့သိပဲလေသမီးလေးစိတ်မပူပါနဲ့ဒီတစ်ခါလဲမမေရဲ့သမီးလေးပဲပထမရမှာသိကြပါဦးမြင့်တို့လင်များတော့သူတို့ရဲ့သမီးလေးအပေါ်အမြဲယုံကြည်မှုရှိပါတယ်သူတို့ထင်တာတလို့ပဲစုရီကကျောင်းမှာအမှတ်အများဆုံးနဲ့ပထမဆုကိုရရှိခဲ့ပါတယ်စုရီကကျောင်းစာသင်ခန်းထဲမှာဆိုစာအတော်ဆုံးလို့ဆိုနိုင်ပါတယ်ဟေးစုရီသမီးဒါဘလို့လုပ်နေရလဲသမီးကတော့လေဘာတွေတွေးနေရလဲအာလူးကြော်ရအကုန်တူးကုန်ပါပြီ
ဟိုအမေတောင်းပန်ပါလေတောင်းပန်လိုက်ရုံနဲ့ပြီးသွားရောလားအကုန်တူးကုန်ပါပြီဒါတွေကငါတို့ကဘလို့လုပ်ပြီးစားရမှာလဲသမီးကြောင့်အိမ်စိတ်တွေရမ်းကုန်နေရတာအမေမနေ့ကလည်းမဆုရီကဖန်ခွက်တစ်လုံးခွဲပစ်လိုက်သေးရဲ့ဆုရီသမီးကအတော့နမောနမဲနိုင်ပါလားရတနာတော်သမီးเจ้าတွေအောင်တိုင်ပြောနေပြီငါ့ကိုလည်းနည်းနည်းပါးပါအသက်ရှူခွင့်ပေးပါအောင်ဆုရီကရောက်ခမိုင်းအိမ်ကိုစပြီးရောက်လာကြရတခြားသူတွေလိုရောက်ခမချစ်တာမခံရပါဘူးသူမရောက်ခမရဲ့စူပူကျိမ်းမောင်းတာအမြဲခံရလေးရှိပိုင်းရတနာလည်းဒေါ်တင်နဲ့အတူတူပါပဲသူမရဲ့အပြစ်တွေရှာဖွေပြီးတော့ပြန်တိုင်ပြောလေးရှိပိုင်းဒါကြောင့်ဆုရီကရောက်ခမရဲ့အိမ်မှာနေရတာလုံးဝမပြောပါဘူးဒေါ်တင်ကလည်းဘာကြောင့်မှမသိပါဘူးသူ့ရဲ့ချွေးမလေးကိုနည်းနည်းလေးမှကြည့်လို့မရပါဘူးနောက်တစ်နေ့ရောက်တော့ဆုရီကထုံးစံတိုင်းရောက်ခမရဲ့စူပူတာခံရပိုင်းအလိုလေသမီးကစက်ပြားမုတ်တွေအများကြီးအဝိရှော်ဆက်တဲ့ထဲလိုက်တာလားသမီးကရောင်ဖြုံးတီးပစ်နေရပဲငါချွေတာလေးသမီးကထင်တယ်လို့လုပ်နေတော့တာပဲအမေရဲ့အဝိစားတွေကတိတ်မှမပြောင်းသွားတာဒီရောစက်ပြားမုတ်လေးနည်းနည်းပို့ထဲရမှာပေါ့အစွန်းထင်းတွေများအထယ်တွေလည်းပါနေလို့ပါသမီးပို့ထဲလိုက်တာပါသမီးဘာမှစင်ကျင်တွေပေးမနေနဲ့ကိုသာအတုံးကြအောင်စူးစမ်းစက်မှာလှုပ်လိုက်ဘာမှအဆင်မပြေဘူးအဝိရှော်ဆက်ကိုလည်းတိချအတုံးပြူနော်ဝယ်ထားတာအသိမကြသေးဘူးဒီအဝိရှော်ဆက်ကိုဘလို့ပြန်ပြီးတန်ရှိလောက်ရမလဲဆိုတာကိုသိရလားအမေဖြစ်သူကအဲ့ဒီအဝိရှော်ဆက်တောင်ဘလို့အသုံးပြရမလဲဆိုတာကိုကောင်းကောင်းသိသေးရမဟုတ်ဘူးရတနာအခုလိုပြောလိုက်တော့ဒေါ်တင်လဲစုရီကိုလှောင်ပြောင်တလို့ရှင်းမောလိုက်ပိုင်းစုရီကတော့ဘာမှမပြောပါဘူးအပြင်ကိုထွက်လာလိုက်ပိုင်းဒါပေမဲ့သူမရဲ့စိတ်ထဲမှာဝမ်းနေနေရပေါ့စုရီလည်းအခန်းထဲကိုလာပြီးထိုင်ကတယောက်တည်းစဉ်းစားငိုချလိုက်ပိုင်းပြီးတော့တစ်ချိန်ကအမတ်တရားတွေပြန်ပြီးတော့တွေးလိုက်ပြီးပိုင်းအဖေသမီးတခုလောက်ပြောချင်လို့ပြောလေသမီးဘာပြောမလို့လဲအဖေသမီးပညာဆက်သင်ခြင်းလို့ပါရွာမှာ10တန်းအထိပဲပညာသင်ကြားခွင့်ရတယ်သမီးနောက်ထပ်ပညာရေးကိုပြီးဆုံးအောင်အထိဆက်သင်ခြင်းတယ်သမီးရဲ့သမီးအတွက်ဒီလောက်အချိန်မရတော့ဘူးလေတိတ်မကြခင်မဲ့လက်ထပ်ရတော့မှာဘယ်လိုလုပ်ပြီးပညာရေးကိုပြီးဆုံးတဲ့အထိသင်ယူနေခြင်းရမှာလဲဟုတ်တယ်သမီးအဖေပြောတာမှန်တယ်သမီးကမိန်းကလေးပဲလေအချိန်တန်အိမ်အောင်ပြုတ်ရမှာပဲအခုလဲသမီးကရွာမှာနောက်ဆုံးရှိရဲ့အထိပဲပညာသင်ကြားခဲ့ပြီးပြီပဲစုရီကတယောက်တည်းထိုင်ရင်အရင်ကအကြောင်းတွေပြန်အမှတ်ရနေပိုင်းအဲဒီချိန်မှာပဲအခန်းထဲကိုကိုဝင်းကရောက်လာပိုင်းမိမဘာဖြစ်လို့ငိုနေရလဲဘာဖြစ်တာလဲငါ့ကိုပြောပြပါဦးဘာမှမဖြစ်ပါဘူးစောစောကจิตသွန်နေခဏလီးထားလိုက်လို့ပါဒါကြောင့်မျက်လုံးနဲ့ဆက်နေရပါကောင်းပြီမိမငါပြင်ခဏသွားလာအောင်မယ်ကိုဝင်းကသူ့အပေါ်အရန်ကျူးဆိုင်ပိုင်းဒါကြောင့်စုရီအတွက်စိတ်ထွက်ပေါက်လေးတစ်ခုလိုဖြစ်နေပိုင်းအဲဒီလိုနဲ့အချိန်ကြီးတဖြည်းဖြည်းကုံဆုံးလာပိုင်းအမေဒုက္ခပဲသမီးဒီသိပ္ပံဆောင်နားမလေတော့စာရီဖက်ရတာအရန်ခက်တာပဲညီမလေးအမကိုပြကြည့်လေအမကြည့်ပြီးရှင်းပြပေးမယ်အမရောနားလေပါမလားထားလိုက်ပါတော့အမတော့ကြောင်းပြအောင်နေခဲ့ရတာမဟုတ်ဘူးဟုတ်တာပဲငါသမီးလေးတောင်နားမလဲနေရအောင်နားလေပါမလားတော်ကြနေရှင်းပြလိုက်မှပို့ဆိုးသွားပါအောင်မယ်စုရီကပညာရေးနဲ့ပတ်သက်ပြီးတော့လောင်ပြောင်ခဲ့ရတာတွေခံနေရပိုင်းစုရီလည်းတနေ့မှာတော့သူ့ရဲ့အိမ်မက်တွေကိုလက်တွေ့အကောင့်ထဲပေါ်ဖို့ဆုံးဖြတ်လိုက်ပြီးယောက်ျားဖြစ်သူအခုလိုပြောလိုက်ပိုင်းယောက်ျားကျမပြောကြရှိတယ်ပြောပါမိမဘာပြောချင်တာရှိလို့လဲကျမပညာဆက်ပြီးတော့ပြီးဆုံးအောင်သင်ချင်လို့ပါကောလိပ်တက်ချင်ပါတယ်ဟုတ်မင်းကဘာလို့ခုလိုပြောရလဲကျမငငယ်လေးကဆင်းရဲခဲ့တယ်ရွာမှာဆိုတော့ပညာရေးကိုပြီးဆုံးအောင်မသင်ခဲ့ရအောင်အမေနဲ့ဖေကမြို့ကိုမပို့နိုင်ခဲ့ဘူးလေဒါကြောင့်ပညာရေးမှာပြီးဆုံးအောင်မသင်ခဲ့ရဘူးဒါနဲ့မင်းဘွဲရရောဘာလုပ်မှာလဲကျမအစိုးရအလုပ်တစ်ခုခုလုပ်မယ်ကျောင်းမှာကလေးတွေကိုစာသင်ပေးရတာဝါသနာပါတယ်ဒီကနေလည်းပတ်စံရမှာဆိုတော့အိမ်အတွက်လည်းအဆင်ပြေပါတယ်ငါမင်းကိုကူညီပေးနိုင်ပါတယ်ဒါပေမဲ့မင်းအိမ်မှုကိစ္စတွေဘယ်လိုလုပ်မှာလဲရပါတယ်ကျမလုပ်စရာရှိတာတွေမနဲ့အစောကြီးထားပြီးလှုပ်ထားလိုက်ပါမယ်ရှင်စိတ်မပူပါနဲ့ကောင်းပြီလေဒီလိုဆိုရင်မင်းကငါကောလိပ်တက်တာစီစဉ်ပေးပါမယ်ကိုဝင်းကအခုလိုပြောလိုက်တော့စုရီလည်းအရန်ကိုဝမ်းသာသွားခဲ့ပါတယ်အဲဒီလိုနဲ့နောက်တစ်နေ့ကိုရောက်တော့ကိုဝင်းကစုရီကိုကောလိပ်ခေါ်သွားလိုက်ပြီးဆက်ပြီးတော့ပညာသင်ကြားနာအောင်စီစဉ်ပေးလိုက်ပါတယ်ခဏနေတော့စုရီတို့အိမ်ကိုပြန်ရောက်လာကြပါတယ်ဒီသတင်းတွေကိုကြားသိလိုက်ရတဲ့ဒေါ်တင်ကတော့အမျိုးမျိုးစုပူပြောဆိုတော့တာပေါ့သူကစုရီကိုအခုလိုပညာသင်ကြားမှာသဘောမကျပါဘူးဒါမင်းမပတ်စံတွေအရန်ပေါ်နေရလားသူကဒီအသက်အရွယ်ရောက်မှကောလိပ်တက်မှာလေလားပတ်စံတွေအလားဟာသက်ဖြစ်သွားလိမ့်မယ်အမေရဲ့သူကပညာရေးကိုပြီးဆုံးအောင်သင်ယူပြီးအစိုးရအလုပ်တစ်ခုခုဝင်လို့မလို့ပါသူကရွာမှာနေတော့ပညာရေးကိုပြီးဆုံးအောင်မသင်ယူခဲ့ရအောင်ဒါကြောင့်သားတို့ပံ့ပိုးပေးမလို့ပါထားလိုက်ပါတော့မင်းရဲ့ဇနီးကလည်းရှက်တက်တဲ့သူမဟုတ်ရက်ခမိုင်းအိမ်လာနေပြီးတော့မင်းတို့တော့ကောလိပ်တက်ဖို့ပူဇာနေရင်ဘာလို့ဒီလောက်တောင်တက်ချင်နေရလဲ
သမီးရောနားကိုမလဲတော့ဒီရွယ်ရောက်မှကောလိပ်တက်တော့ဘာတွေထူးခြားလာမှလဲစုရီကတော့ဘာမှဂရုမစိုက်ပါဘူးသူကတော့ပညာရေးဘက်ကိုပဲသူမျှော်လင့်ထားသလိုအောင်မြင်မြင်လုပ်ဖို့ဆုံးဖြတ်ထားပါအဲ့လိုနဲ့စုရီကမနက်အစောကြီးထပြီးသူလုပ်စရာရှိရာတွေကိုအချိန်မီပြီးအောင်လုပ်ပါပြီးရနဲ့ကောလိပ်ကိုသွားပါစုရီကတော့သူလုပ်ချင်တာလုပ်ခွင့်ရလို့အရန်ပျော်နေရပေါ့စာအရန်ကိုစူးစမ်းရေးစုရီကဘွဲရပြီးအပြင်မှာကိုဘွဲလွန်တက်ရောက်တင်ကြားခဲ့ပါအမေချောကလက်တွေစားပါအောင်ဘာလို့ခုလိုကြွေးနေရလဲတာဘာပျော်ရွှင်စရာရှိနေလို့လဲအမေစုရီကအောင်မြင်သွားပြီသူဖြစ်ချင်တာတွေလည်းဖြစ်လာခဲ့ပါပြီဒါကလည်းသူ့ရဲ့ကြိုးစားမှုကြောင့်ပါသူခုလိုဘွဲရသွားတာလဲဘာထူးလာမှာမဟုတ်လို့လဲသူကမိဖို့ကြောင့်နေမှာပဲအချိန်ကုန်နေရမှာလေစုတစိတ်တွေဘွဲရလက်မှတ်တွေကဒီတိုင်းပဲအိမ်မှာချိတ်ဆွဲထားရမှာလေရကမဖြစ်သူကအခုလိုပြောနေတော့စုရီကလည်းစိတ်မကောင်းဖြစ်သွားပါနောက်တနေ့မှာတော့စုရီကသူ့ရဲ့ကြိုးစားမှုတွေကြောင့်ကျောင်းကနေဆီယမသစ်တယောက်ဖြစ်ခက်အံ့လိုက်ပါအမေမနေ့ပြန်သမီးရဲ့ကျောင်းဆီယမသစ်ရောက်လာမယ်ဟုတ်လားသမီးဒီဆီယမသမီးလေးအတွက်အထက်ကိုပြုတ်ပါစေလို့အမေဆွတောင်းပေးပါသမီးကသိပ္ပံဘာသာသိမလိုက်နိုင်ဘူးနော်အခုလာမယ့်ဆီယမအတင်ပြကောင်းရင်ကောင်းပါပဲဟုတ်ကဲ့မေသမီးလည်းစူးစမ်းမှာပါသမီးဒီတစ်ခေါက်တော့သိပ္ပံဘာသာမှာမရှုံးစေရတော့ပါဘူးယတနာမီးရဲ့အမစီမှာနားမလဲတာတွေမေးတင်တယ်သူ့စီကနေတင်ယူပါမလို့ပါဘူးကိုသမီးသူ့စီမှာမတင်ချင်မဆူရီကလည်းတိကျတင်ပြပေးနိုင်မှာမဟုတ်ဘူးနောက်တစ်နေ့မှာတော့ဆူရီကကျောင်းကိုသွားဖို့အတွက်ပြင်ဆင်ပြီးထွက်လာပါအိုးမီးရဲ့ပထမဆုံးနေ့ပဲအခုလိုက်ပို့ပေးမယ်အခုတော့ကျမမျှော်လင့်ထားတာတွေဖြစ်လာပြီးရှင်ကျေးဇူးတင်ပါတယ်နော်ရှင်ကအကောင်းဆုံးခင်မွန်တယောက်ပါရပါရဲ့မင်းငါ့ကိုကျေးဇူးတင်ဖို့မလိုပါဘူးဒါတို့ပဲသွားကြမှာလေအမေဒီနေ့ကသမီးပထမဆုံးအလုပ်ဝင်ရမယ့်နေ့ပါသမီးသွားတော့မယ်အမေနောက်ကြလို့မဖြစ်ဘူးစုရီကအိမ်ကနေထွက်သွားတော့ယတနာလေးကျောင်းကိုလိုက်သွားပါယတနာလေးကျောင်းကိုသွားလိုက်ပါနိုင်အနေငယ်ကြတော့ယတနာကျောင်းကိုရောက်သွားပြီးဆီယမအစ်စ်လာမယ်ဆိုလို့စိတ်လှုပ်ရှားနေရပေါ့။အိုဖျားသခင်ငါသဘောကျတဲ့ဆီယမမျိုးပဲဖြစ်ပါစေ။ငါသိပ္ပံဘာသာမှာအမှတ်တွေမကောင်း။အခုရောက်လာမယ့်ဆီယမအစ်စ်ကြောင့်ရှားမှတ်တွေပြန်ပြီးတော့ကောင်းလာနိုင်ပါ යි။ခဏနေရောစုရီကကျောင်းစာသင်ခန်းထဲကိုကျောင်းဆီယမနဲ့အတူရောက်လာပါ။ကျောင်းဆီယမအတန်းတွေကကလေးတွေနဲ့စုရီကိုမိတ်ဆက်ပေးလိုက်တာပေါ့။အားလုံးပဲနားထောင်ကြကလေးတို့ဒီဆီယမအခုကျောင်းအစ်စ်ရောက်လာတဲ့ဆီယမပဲ။မင်းတို့အားလုံးရဲ့အတန်းမိုင်ဆီယမပဲ။ဆီယမပြောတာနားထောင်ရမယ်။နားလေရင်နော်။ယတနာကတော့စုရီကိုကြည့်ပြီးအံ့ဩတင်သွားတာပေါ့။အိုးဒါမှစုရီပဲ။ဟေ့ဟိုကောင်မလေးကရိုင်းစမ်းလိုက်တာ။ဆီယမလို့မခေါ်နိုင်ဘူးလား။အတန်းမိုင်ဆီယမကြီးကျေးဇူးပြုပြီးဒီကောင်မလေးကိုပို့ပြီးဂယူးဆိုင်ပေးပါ။သူကသိပ္ပံဘာသာမှာရမှတ်တွေမကောင်း။စိတ်မပူပါနဲ့ရှင်။အတန်းတွေကကလေးတွေအားလုံးဂယူးဆိုင်ပေးပါမယ်။သူတို့အားလုံးပြောင်းလဲပေးနိုင်ဖို့ကြိုးစားရမယ်။စုရီကတော့ကလေးတွေအားလုံးကြိုးစားပြီးတော့ပညာသင်ကြားပေးခဲ့ပါ යි ။အခုလိုမျိုးစိတ်ဝင်စားစရာကတ်တုန်းပုံမြင်လေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ Smile Channel လေးကို Like and Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။နောက်ထပ်လေးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့တူပြန်လာခဲ့ပါမယ်။အခုတော့အားလုံးနှုတ်ဆက်ခဲ့ပါရှင်။